မန်ယူတင်းနေနဲ့ဒီနေ့အိမ်ကွင်းမှာဝက်ဆန်တင်းကိုပုံစံကောင်းနေနဲ့အနိုင်ကန်သွားနိုင်ပါမလားညီအားလုံးမင်္ဂလာပါဆိုကာတီ forward channel ကနေပြန်လဲကြိုဆိုလိုက်ပါညီကိုတို့မနေ့ကကိုင်းလီဗာပူးတင်းနဲ့ဆန်ဒလန်ပွဲစဉ်ဆန်ဒလန်ဘော်ဒီရွေးချယ်ပေးခဲ့ပါတယ်ညီကိုတို့အဆင်ပြေမဲ့လို့လည်းယုံကြည်ပါရယ်เนาะဒါကိုင်းခံမှန်းလို့ဒါလီဗာပူးနိုင်ခဲ့ရင်တော့ဒါတစ်လုံးနဲ့မပို့ဘူး 1-0 လောက်ပဲသွားမယ်လို့ပြောခဲ့တယ်ဒီပွဲကကမ်ပိန်းတော့တီကျသွားနိုင်တော့ကိုင်းဒါမနေ့ကဗီဒီယိုလေးမှာပြောခဲ့ရပေါ့เนาะဒါဆန်ဒလန်တင်းကအရင်ဆုံးဥဆောင်ကိုရပြီးတော့လီဗာပူးတင်းကခြေပေါက်ကိုပြန်ရပြီးတော့ဒါ1-1ဆိုတဲ့ရလနဲ့ဒါတီကျသွားပြီပေါ့เนาะဆန်ဒလန်ကိုင်းရွေးချယ်ပေးခဲ့တာညီကိုတို့လည်းဒါအဆင်ပြေမယ်လို့ယုံကြည်ပါရယ်เนาะကိုင်းဒါပထမဆုံးမှာပြန်တစ်ခုရှိပါတယ်ကိုင်းတဲကန် channel လေး join ထားပေးပါအောင်เนาะ channel လေးကိုဒီဗီဒီယိုရဲ့ comment လေးမှာချထားပေးပါရယ်เนาะပြီးဒါလေးသင်းမောင်းနေပါတော့ဒီ channel လေးမှာသွားယူလို့ရပါတယ်တဲကန် channel မှာတင်ပေးပါရယ်เนาะဒါကြောင့်တဲကန် channel လေးကို join ထားပေးပါเนาะညီကိုတို့ဒီနေ့အကောင်းဆုံးပွဲစဉ်တစ်ပွဲပဲရှိရပေါ့เนาะဒါပရီးမီးယားလိပွဲကြံတစ်ပွဲManchester United အသင်းနဲ့ဒါ West Ham အသင်းတို့ပွဲစဉ်ပေါ့เนาะညီမစံတော်ချိန်2နာရီခွဲထိုင်းစံတော်ချိန်3နာရီမှာကန်မဲဒါ United နဲ့West Ham ဘယ်သင်းနိုင်မလဲကိုင်းဒါပွဲချုပ်30ချက်နဲ့တင်ဆက်ပြီးသွားမယ်ပေါ့နော်ပွဲချုပ်30ချက်မပြောခင်ဒါနှစ်သင်းရဲ့ဒါဟတ်တူကာကိုတွားကြည့်လိုက်မယ်ပေါ့နော်ကိုင်းဒါဟတ်တူကာကိုပြန်ပြောရမယ်ဆိုရင်တော့ United ရဲ့ကွင်းမှာမိနစ်ကဒါ United ရဲ့ပုံစံတော်တော်လေးအခြေအနေဆိုတဲ့အနေအထားမျိုးမှာWest Ham တင်းကိုပေးတဲ့ body စီကတော့တေးကိုပြေရှုံးပြီးပြေးရပါတော့အဲ့ဒါဆိုရင်တော့ C2 ဆိုရလနဲ့ West Ham နိုင်ထားတယ်West Ham ရဲ့ကွင်းမှာလည်း 2-1 ဆိုတဲ့ရလနဲ့ West Ham တင်းကနိုင်ထားတယ်ပေါ့နော်ဒါကြောင့်မနစ်ကနှစ်ကြော်လုံးမှာ West Ham တင်းနေနဲ့ဒါ United ကိုအနိုင်ကန်ထားတော့ရှိတယ်မနစ်ကတော့ဒါ West Ham ကတော့ဒါခြေစမ်းကောင်းတယ် United ကတော့ခြေစမ်းညံ့တဲ့အနေအထားမျိုးပေါ့နော်လက်ရှိဒါဝေလို့ဒါနှစ်သင်းရဲ့ဒါခြေစမ်းတွေပြန်ပြောရမယ်ဆိုရင်တော့ United အနေနဲ့ကတော့ဒါခြေစမ်းလေးတော့တည်ငြိမ်ပါတယ်တည်ငြိမ်နေတော့ပြောလို့ရတဲ့အနေအထားမျိုးပေါ့နော် West Ham ကတော့ဒီနှစ်မှာတော်တော်လေးခြေစမ်းကျနေလို့ပြောလို့ရတယ်ပေါ့နော်ကိုလို့ဒါ United ရဲ့ဒါအင်္ဂလိပ်ရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်းဒါ United တင်းနေနဲ့ကတော့နောက်ဆုံး9ပွဲမှာတော့ဒါ2ပွဲတော့ဒါကြေးရှုံးထားရပေါ့နော်ကြေးရှုံးထားရဆိုတာဒါ Everton တော့ 0-1 ဆိုတဲ့ရလနဲ့ရှုံးတယ်ဘန်လီကိုတော့ဒါ 3-2 ဆိုပြီးတော့အသင်းတော့နိုင်နဲ့ကြေးရှုံးထားတယ်ကျန်တဲ့3ပွဲကတော့ဒါအနိုင်ကန်ထားရရှိတယ် Chelsea ကို 2-1 Sunderland ကို 2-0 ပေါ့နော် Brighton ကို 4-2 ဆိုပြီးတော့ဒါကန်ထားရပေါ့နော်ပြီးတော့ဒါ West Ham တင်းရဲ့ဒါရလက်ပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်း West Ham တင်းနေနဲ့ဒါ Liverpool တင်းကို 0-2 ရှုံးထားတယ်ကျန်တဲ့ပွဲစဉ်နဲ့ဖုံးမောက်ကို 2-2 ဒါဘန်လီကို 3-2 နိုင်ထားရပေါ့နော် Newcastle ကို 3-1 ဆိုပြီးတော့နိုင်ထားတယ်ပြီးဒါဝေခွင့်ရလက်တွေမှာဆိုရင်တော့ဒါ Leeds ကို 2-1 ရှုံးထားတယ် Arsenal ကို 2-0 ရှုံးထားရပေါ့နော် Everton ကိုဒါ 1-1 တီကြထားရပေါ့နော်ဒါဒီနောက်ပိုင်းရလက်ပိုင်းမှာဆိုရင်တော့ West Ham တင်းအနေနဲ့ဒါ Liverpool ရှုံးရလွယ်ရဲ့3ဝက်ဆက်ကတော့ဒါအတင်းကြေးတွေအောင်ထားရလို့ပြောလို့ရရပေါ့နော်ကိုင်းတို့ဒီလက်ရှိကြေးကိုတွားကြည့်လိုက်မယ်ပေါ့နော်လက်ရှိကြေးမှာဆိုရင် United တင်းပေးတဲ့ body စီကတော့1 နဲ့30ပေးထားရပေါ့နော်ဂိုးပေါင်းကြီး3လုံးမိုင်းနဲ့14ဒါဂိုးပေါင်းစိတ်ကိုချိန်ကြည့်ရမယ်ဆိုရင်တော့ဒီနေ့ပေးတဲ့ဂိုးပေါင်းကြီးကတော့ဂိုးပေါ်ဈေးတန်းလို့ပြောလို့ရရပေါ့နော်ဒါ United ဒါပေးရမယ့်ဈေးထက်ကိုတော့ဒါကိုင်းမြင်တာပေါ့နော်များရလို့ပြောလို့ရတယ်1မိုင်းနဲ့30လောက်ထိပေးထားတာဒါ United ကိုဒါဘူကီနီနဲ့1-0လောက်ကြိုက်တဲ့ပုံစံမျိုးတော့ရှိတယ်နှစ်ကိုရောင်းမရောက်တော့ဒါကြီးရမယ့်ပုံစံမျိုးပေါ့နော်ပြီးတော့ညီကိုတို့တတိထားမှာဒီနေ့ကပရီးမီးယားလိကတပွဲတည်းရှိတယ်ရှိတဲ့ပွဲကလည်းဒါကမ္ဘာလုံးပိတ်သက်အများဆုံးဖြစ်တဲ့ United အသင်းဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ကတော့ဒါ United ကိုဒီဈေးတန်းပေါ့နော် body ဈေးတန်းပေးထားတာက United ကိုထိုးသားတွေပုံအောမယ်လို့ကိုင်းကတော့မြင်တယ်ပေါ့နော်ကိုင်းလေးဒီနေ့ပွဲရတာကိုင်းက United fan ပါเนาะဒါပေမဲ့ကြီးရဆိုရင်တော့ဒါ United ကိုဒါနေချင်းစီကတော်တော်လေးကိုကောင်းတဲ့ကြီးတန်းလို့ပြောလို့ရတယ် United ဒါ2-0လောက်ကိုဒါနိုင်မဲ့ဈေးတန်းလို့မြင်မိတယ်ပေါ့နော်ကိုင်းကတော့ဒီနေ့ပွဲကနှစ်ကြောင်းတော့ကြိုက်တယ်ဒါပေမဲ့ညီကိုတို့ဒါဂိုးပေါ်တော့ရန်လိုက်ပေါ့နော်ဒါဂိုးပေါင်းပေါ်ကတော့ဂိုးပေါ်နိုင်မဲ့ဈေးတန်းတော့မြင်မိတယ်ပေါ့နော်ကိုင်းကတော့ဒီနေ့ဒါအကြိုက်ဆုံးရွေးချယ်ပေးရမယ်ဆိုရင်เนาะ United body လေးကြိုက်ပါเนาะ United ဒါ2ဂိုးလောက်ရောက်မယ်လို့ကိုင်းမြင်မိတယ်ပါအိမ်ကွင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲကဒါ2-0 3-0ဖြစ်သွားနိုင်တယ်ပေါ့နော်ညီကိုတို့အနေနဲ့ရင်းတော့ရင်းရလိမ့်မယ်တလုံးပိုင်းနဲ့30 United 1တလုံးနဲ့ကတ်နိုင်သွားရင်တော့ညီကိုတို့ပြား30တော့ရှုံးမယ် United နှလုံးအပြတ်နိုင်မယ်ဆိုရင်တော့ဒါအပြည့်စားရမယ်ပေါ့နော်ဒါကြောင့်ကိုင်းကတော့ဒါ30ရင်းပြီးတော့ United body လေးရွေးချယ်ပေးပါရယ်เนาะအကြိုက်တွေ့ညီကိုတွေလိုက်ကစားလို့ရပါတယ်အကြိုက်မတွေ့ရင်တော့ဘက်ကံကစားလို့ရပါတယ်เนาะမနေ့ကလည်းဒါဆန်နန်လန်ဆင်ပြေတယ်ဒီနေ့ United body လေးလည်းဆင်ပြေပါစေတော့ကိုင်းဆူတောင်းပေးလိုက်ပါတယ်เนาะကိုင်းဒါပထမ market လို့တေကန် channel မှာ mount တင်ပေးပါတယ်မောင်းကတ်လေးသင်းမောင်းကတ်ပေါ့เนาะတေကန် channel မှာယူလို့ရပါတယ်เนาะဒါကြောင့် channel link လေးကို
နှိပ်ပြီးတော့ join ပြီးတော့ကိုရင်းရမောင်ကက်ညနေလောက်ဆိုတင်ပေးပါရနော်မောင်ကက်လေးရွေးချက်ပေးမယ်ပေါ့နော်ဒါကြောင့်တေကန် channel လေး join တာဖို့မမေ့ပါနဲ့နော်ကိုရင်းတို့နောက်ရက်ဒါပွဲစဉ်တွေမှာညီကိုတို့ပြန်ပြီးဆုံပါအောင်မယ်ကိုရင်းအားပေးတဲ့ဒါ Facebook က TikTok ရော YouTube ရောညီကိုတယောက်ချင်းစီနိုင်ကိုကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်